ည7 နာရီခွဲမြို့ပြရဲ့စူညံတန်တွေဟာတဖြည်းဖြည်းငြိမ်သက်သွားပြီဖြစ်ပေမဲ့ရုံခန်းထဲမှာတော့ကြော်သူတစ်ယောက်တည်းအလုတ်တွေနဲ့လုံးပန်းနေတော့မယ်အခန်းထဲမှာလေအေးပေးဆက်ရဲ့တအီးအတန်ကလွဲရင်ဘာတမ်းမှမရှိဘူးကြော်သူဟာကွန်ပျူတာရှိကနေမျက်တောင်မခတ်တန်းအလုတ်လုပ်နေရင်ရုတ်တရက်သူ့ရဲ့ပခုံးပေါ်ကိုတစုံတစ်ယောက်ကအီးဆက်တဲ့လက်တစ်ဖက်နဲ့လာပုတ်တယ်လို့ခန်းစားလိုက်ရတယ်သူလန့်ဖြတ်ပြီးလှည့်ကြည့်လိုက်တယ်မယ်ဘသူမှမရှိဘူးငါပင်ပန်းလို့ထင်ရောက်ထင်မှဖြစ်တာနေမှာပါသူကိုအားပေးပြီးအထုပ်အပိုးတွေတင်းကရုံခန်းထဲကထွက်ခဲ့တယ်ထလီကရှိရောက်တော့ခလုတ်ကိုနှိပ်လိုက်တယ်ထလီကတခါပွင့်သွားတဲ့အခါအထဲမှာဘသူမှမရှိဘူးသူအထဲကိုဝင်လိုက်ပြီးကြီး ground floor ခလုတ်ကိုနှိပ်လိုက်တယ်တလှီကားကတဖြည်းဖြည်းဆင်းလာရင်လီးလွှာအရောက်မှာရုတ်တရက်ရက်သွားတယ်တကားကပွင့်သွားပေမဲ့အပြင်မှာမှောင်မဲနေပြီးဘသူမှရှိမနေပြန်ဘူးကြော်သူနည်းနည်းကြက်တီးထလာပြီသူ close ခလုတ်ကိုအသေးအတန်နှိပ်နေတော့မှပဲတကားကပြန်ပိတ်ခါနေမှာဖြူဖြော့နေတဲ့လက်ချောင်းလေးတွေကတကားကြားကိုဝင်ပြီးဆွဲဖွင့်လိုက်တယ်လို့ဖြစ်သွားတယ်အပြင်မှာတော့အဖြူရောင်ခေါင်းဝန်းရှည်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ခေါင်းငုံပြီးရက်နေတယ်သူကဘာစကားမှမပြောပဲတလှီကားတွေကိုဖြည်းဖြည်းချင်းဝင်လာပြီးကြော်သူရဲ့အနောက်ထောက်မှာတွားရက်တယ်ကြော်သူဟာကြောက်နဲ့အသက်ကိုခက်မှန်ရှုနေရတယ်တလှီကားထဲမှာတယောက်ကရေဆိုးနေတဲ့အနှံ့ဆိုးတစ်ခုရလာတယ်လို့ပဲသူဟာအနောက်ကမိန်းကလေးကိုမှန်တဲကနေခိုးကြည့်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့မှန်တဲမှာသူကြော်သူတယောက်သေးပဲရှိနေပြီးသူအနောက်မှာဘသူမှမရှိဘူးသူနှလုံးခုန်တန်တွေကနားထဲမှာတုံးနဲ့ကြားနေရပြီအနောက်ကမိန်းကလေးကတိုးလေးရေရွတ်လိုက်တန်ကြားရတယ်မင်းငါကိုမြင်နေရတာလားကြော်သူဘာမှပြန်မပြောရေးပဲမျက်စိကိုမှိတ်ထားလိုက်တယ်ခဏအကြာမှာတလှီကားက ground floor ကိုရောက်ပြီးတကားပွင့်သွားတယ်ကြော်သူဟာအနောက်ကိုလှည့်မကြည့်ပဲအပြင်ကိုအတင်းပြေးထွက်ခဲ့တယ်သူကားနာရောက်လို့ကားတကားဖွင့်ပြီးတက်ထိုင်လိုက်တဲ့အချိန်ပါပဲကားရဲ့နောက်ကြည့်မှန်တဲ့ကနေအဖြူရောင်ကာဝွန်နဲ့မိန်းကလေးကနောက်ခန်းမှာထိုင်နေတာကိုမြင်လိုက်ရတယ်သူကကြော်သူရဲ့ပခုံးကိုပြန်ပုတ်ပြီးခက်အေးအတန်ကြီးနဲ့ပြောလိုက်တယ်နင်းငါကိုရုံခန်းထဲမှာကြံခဲ့စီချင်တာလားကြော်သူကအော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်တွေကလေချောင်းထဲမှာတင်ပျောက်ကွယ်သွားပြီးအရာအားလုံးဟာမောင်အတိကျသွားပါတော့တယ်